နေရွှေသေးအောင်နဲ့ယူရီလီမိုတို့ရဲ့နောက်ကွယ်မှာဒီလိုကြောင်းရင်းနေရှိနေတယ်။အခုရက်ပိုင်းတွင်မှာကြားနေရတဲ့သတင်းတစ်ပုဒ်ကတော့မြန်မာနိုင်ငံရဲ့ထိပ်တန်းပူရိုင်းပြီးသားတအုပ်ဖြစ်တဲ့နေရွှေသေးအောင်နဲ့ဝိုင်းရင်တယောက်ဆောင်မင်းသားလွင်မိုးရဲ့သမီးချစ်ကြိုက်နေကြတဲ့ဆိုတဲ့သတင်းမှာယူရီလီမိုကခင်မိုးနဲ့ပြက်ပြီးတိတ်မကြခင်မှာပဲနေရွှေသေးအောင်နဲ့တွဲပြလိုက်တာဖြစ်ပါတယ်။အဲ့လိုတွဲပြလိုက်တာကြောင့်လေလူတွေကြားထဲမှာယူရီလီမိုပေါ်မှာဝေဖန်မှုတွေမြင့်တက်လာခဲ့တာပါ။မြန်မာတနိုင်ငံလုံးကိုအုပ်ချုပ်ခဲ့တဲ့နိုင်ငံတော်ကြီးကဲရဲ့ချစ်ဆုံးမြစ်ဖြစ်တဲ့နေရွှေသေးအောင်ဟာငယ်စဉ်ကတည်းကစီးစိမ်ဥစ္စာပြည့်နေလာခဲ့သူဖြစ်ပါတယ်။ဒါပြီးကြီးပြင်းလာတော့လေမြန်မာနိုင်ငံရဲ့ကျေဝချမ်းသာဆုံးသောအမျိုးသားဖြစ်လာတာပါ။ဒါကြောင့်လည်းနေရှိသေးအောင်ခေါ်ဖိုးလာပြဟာအချောလာဆုံးမိန်းကလေးတွေနဲ့မှတွဲခဲ့တဲ့သူဟာဒီလိုမြန်မာနိုင်ငံမှာချမ်းသာကျေဝဆုံးသောစော်ကြည်ပဲနေရှိသေးအောင်ဟာကလေးမေတစ်ခုလက်ရိုးရီလီမိုနဲ့ချစ်ကြိုက်နေတဲ့ပုံမှာအံ့ဩနေကြတာပါ။တကယ်တမ်းမှာတော့ရိုးရီလီမိုနဲ့နေရှိသေးအောင်တို့ဟာအခုမှတွဲတာမဟုတ်ဘဲနဲ့အရင်တုန်းကတည်းကချစ်ခဲ့ကြတဲ့ချစ်သူတွေလို့သိရတာပါ။နေရှိသေးအောင်ဟာရိုးရီလီမိုကိုရုပ်ရှင်မင်းသားလွင်မိုးစီမှာတွားရောက်တောင်းမှုတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းလီမိုကတမီးဖြစ်သူငယ်သေးတာကြောင့်မပေးစားခဲ့လို့သာနေရွှေသေးအောင်နဲ့ယူရင်လီမိုတို့ချီရေးဇလန်ကတခန့်ရက်နေခဲ့တာပါအခုချိန်မှာတော့ယူရင်လီမိုဟာအိမ်နောက်ရေးကွာရှင်းပြီးရဲ့နောက်အချစ်စစ်မှန်လို့တစ်ချိန်ကချီကိုနေရွှေသေးအောင်နဲ့ပြန်တွဲနေတာဖြစ်ပါတယ်